နခတ်ပေဒပညာရှင်များသည်ကဘာမီမှအလင်းနှင့်12ဘီလီယံဝေးလံတဲ့ APM 0827 9+552 လို့အမည်ရတဲ့ကွေစာကိုဝင်းအန်ထားတဲ့ကြီးမားသောရေငွေ့တိမ်တိုက်ကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီတိမ်တိုက်တစ်ခုထဲမှာပဲကမ္ဘာသမုဒ္ဒရာတွေထဲမှာရှိတဲ့ရေအလုံးတဲ့အစ140 trillion ပိုများတဲ့ရေတွေပါဝင်ပါတယ်။ဒါဟာအကြီးဆုံးနဲ့အဝေးဆုံးရေအစုဝေးကြီးတစ်ခုအဖြစ်တရားဝင်မှတ်တမ်းတင်ထားပါတယ်။ဒီရေတွေဟာနေရဲ့ဒြပ်ထုထက်အစဘီလီယံ20ပိုများတဲ့ Supermass Black Hole ကိုဝန်းရံထားပြီးနေအလုံး trillion ကလုံးရဲ့စွမ်းရည်နဲ့တောက်ပနေတဲ့ကွေးစာအတွင်းမှာရှိပါတယ်။ပိုပြီးမယုံနိုင်စရာကောင်းတာကဒါကစကြဝဠာဟာတက်တန်တက်တမချို့ဘီလီယံပဲရှိသေးတဲ့အချိန်မှာဖြစ်ပျက်ခဲ့တာမှာဆိုလိုတာကတော့ကမ္ဘာမြေမပေါ်ပေါက်ခင်အစောပိုင်းစကြဝဠာမှာတဲ့ကရေဟာပေါများစွာရှိနေခဲ့တယ်ဆိုတာပါပဲ။ဟာဝိုင်နဲ့ကယ်လီဖိုးနီးယားရှိတယ်လီစကော့များကိုအသုံးပြုပြီးသုတေသနများကရှာဖွေတွေ့ရှိခဲ့ခြင်းဟာရေလိုမျိုးတက်ရှိများအတွက်အခြေခံအဆောက်အအုံများဟာစကြဝဠာရဲ့အစောပိုင်းကာလမှာတည်းကရှိနေခဲ့ကြောင်းပြသနေပါတယ်။ဒါဟာစိတ်ဝင်စားစရာအချက်အလက်တစ်ခုထပ်ပို့ပါတယ်။ဒါဟာစကြဝဠာရဲ့ရှိကြတဲ့ဓာတုပေတော့ကိုတစ်စိတ်တစ်စောင်းကြည့်ရှုခွင့်ရတာပါပဲ။